နောက်တစ်ခုမေးခွန်းကတော့တပည့်တော်ဂျင်ကညီလေးတယောက်မေးတာပါရှင်ဗျဟိုဟာငါးပါးသီလမလုံရင်အပယ်ကြမယ်ဆိုတော့ငါးပါးသီလလုံရင်ဟိုဟာလူနတ်ပြည်တို့ဘာလို့ရောက်တယ်ဆိုတော့ငါးပါးသီလမလုံရင်အပယ်ကြမယ်ဆိုတာကျင်းသေးလားဟိုပါတကယ်ကြီးလားပေါ့ရှင်ဗျဘယ်လိုခေါ်မလဲဟုတ်တယ်သူကသီလကအဓိကကြတယ်လေသူကဒါနနဲ့သီလမှာဒါနကရောက်တဲ့ဘဝမှာချမ်းသာမှုကိုပေးတယ်သီလကဂတိကောင်းမှုကိုလုပ်ပေးတယ်သူကမတူဒါနနဲ့အကျိုးရဲ့သီလကျိုးကမတူသီလကဂတိကောင်းမှုတာဝန်ယူတယ်ဒါနကရောက်တဲ့ဘဝမှာချမ်းသာမှုတာဝန်ယူတယ်ဒါနရဲ့သဘောတရားကတိရစ္ဆာန်ဖြစ်တယ်တိရစ္ဆာန်ဘဝမှာအကျိုးပေးနိုင်တယ်သူကဟုတ်လားတချို့ခွေးဖြစ်အောင်မှတကယ်တထေးခွေးဖြစ်တာလေနော်ချမ်းချမ်းသာသာကောင်းကောင်းစားရတယ်ကောင်းကောင်းနေရတယ်ခွေးတော်မှဒါဒါနရဲ့အကျိုးပဲလေနှက်ဖြစ်ရင်လည်းဒါနရဲ့အကျိုးနှက်ပြီးမှချမ်းသာတာပေါ့သီလကြတော့သူကကောင်းရသူဂတိကိုရောက်နိုင်တယ်တတိယမဖြစ်နိုင်ငရဲမဖြစ်နိုင်ကောင်းရသူဂတိရောက်နိုင်တယ်တော့သီလမရှိရင်တော့အပေကြနိုင်တယ်ပေါ့နော်ဟောတော့တခုတော့ရှိတာကတော့ဒီဟာတွေကအာနိယတတွေဖြစ်တဲ့အတွက်ကြောင့်ကျိန်းသေးဘောတော့ပြောလို့တော့မရဘူးရေပုံရအားဖြင့်လာပြောနေတာဒီဟာတွေကသက်လားသီလရှိရင်ကောင်းရသူဂတိရောက်တယ်သီလမရှိရင်အပေရောက်နိုင်တယ်ဆိုတော့ရေပုံရတွေပဲအားလုံးကဟောတော့တေခါနေကြမှာသူကောက်ကငယ်ကသီလထိမ့်ပြီးတော့ဒါနတွေအောင်ပြုနေတယ်ဆိုရင်ကောင်းသူရောက်နိုင်တာပဲလေဟုတ်လားအဲ့တော့တေခါနေကြမှာသူဘာစိတ်နဲ့သိမလဲဆိုတဲ့ပုံမှာလည်းအများကြီးမူတည်တယ်အဲကြောင့်ဒီကျန်တဲ့ကံတွေအားလုံးကအာနိယတတွေကြီးပဲဟုတ်လားငရဲတခြားပေါက်ကြမယ်လို့ပြောနေတာကပိဿန္တရိယကံ၅ပါးလေဟုတ်နော်ပိဿန္တရိယကံ၅ပါးကငရဲတခြားပေါက်ကြနိုင်တာကျန်တဲ့ကံတွေကမကျင်းသေးမပြောနိုင်ဘူးချိန်မရွေးပြောင်းလဲသွားနိုင်တယ်နော်တချို့ကနားလည်မှုလွဲနေတာကလေအာနိယတဆိုတာအဓိပ္ပာယ်နားလည်မှုခွင့်ဆုံမှုလွဲနေတာအာနိယတသဘောတရားကအချိန်မရွေးပြောင်းလဲဆိုတာအဓိပ္ပာယ်ရတယ်သူအခုကြားမယ်လို့လည်းမပြောနိုင်ဘူးမကြားဘူးလို့လည်းမပြောနိုင်ဘူးပြောင်းလဲခွင့်ရှိနေတယ်ဒါကိုပြောတာအဲ့တော့၅ပါးသီလနဲ့မရှိရင်မကြဘူးလို့လည်းမပြောနိုင်ဘူးဘာလို့လဲဆိုတော့ तू အချိန်မရွေးပြောင်းလဲသွားနိုင်တဲ့အနေအထားရှိတယ်ပေါ့နော်အဲကြောင့် तू ကတသက်လုံးမရှိသွားဘူးဆိုရင်ဟုတ်တာပေါ့တေကန်နီးတဲ့အထိကိုမရှိသွားဘူးဆိုရင်ဟုတ်တယ်တေကန်နီးတဲ့မှာရှိသွားမယ်ဆိုရင်လည်းကောင်းသွားနိုင်တယ်လေရှိတယ်ဘုရားလက်ထက်တုန်းကတရဏဥပဒကဆိုတာလေအဲ့ဒီကကြီးက तू ကယနာသုံးပါးတော့အရင်ကြည်ညိုတာငါးပါးသီလမလုံဘူး तू ကနော်တရဏဥပဒကဆိုတာရှိတယ်ငါးပါးသီလမလုံအရင်မူးနေတာနော်မူးယူနေတာဒါပေမဲ့ဘုရားတရားတန်ခါတော့တော်တော်ကြည်ညိုတာ तू ကငမူးကနော်အဲ့တော့တေသွားရောအဲ့လူကြီးကတေသွားတဲ့အခါကျတော့အိန္ဒိနာချင်းလူတွေကအရင်သိကျင်တာဒီလူကြီးတေပဲသွားမလဲပေါ့နော်ဘုရားတရားတန်ခါတော့အလွန်ကြည်ညိုတဲ့လူကြီးဒါပေမဲ့အရက်တွေမူးနေတဲ့လူကြီးတေပဲသွားမလဲအားလုံးကတော့ငရဲသွားမှန်းထားကြတာပေါ့နော်ဘုရားသွားမေးကြမြတ်စွာဘုရားအဲ့လူကြီးပဲရောက်သွားတယ်လေဘုရားကနှစ်ပြည်ရောက်နေတယ်တဲ့ဘုရားပြောတယ်နော်လူတွေအံ့ဩတယ်ဟဲ့ဘလို့ကြီးလဲပေါ့နော်ငါးပါးသီလလည်းမလုံဘဲနဲ့နှစ်ပြည်ရောက်မလားပေါ့မယုံဘူးပေါ့ဆိုတော့မြတ်စွာဘုရားမဟုတ်ဘူးတဲ့တေခါနီးမှာ तू သီလထိန်းသွားပါတယ်တဲ့မြတ်စွာဘုရားကအများကြီးရဲ့အရှိမတော့အဲ့လူကြီးကငမူးငါမသီလမလုံဘူးလို့မြင်နေရပြီမဲ့တဲ့တေခါနီးကျတော့ तू သီလကိုတရားထိန်းပြီးတည်သွားတာပါတဲ့